ဒီwhat'sလေချီရနော်ဒီwhat'sလေမှာဆိုရင်the question စိတ်ဖြတ်မှာဆိုရင် verb ကိုအင်္ဂလိပ်ရှာ verb က promised နော်အဲ verb ကိုကြည့်ပြီးဆိုရင် subject ကတော့ဘာလို့ပြော subject ကဘူးလေ he okay အဲဆိုရင်အနောက်ကကြည့်အောင်နော် to always have his friends အဲ့မှာဆိုရင်ဒီမှာ to နဲ့ဒီမှာ HMP have ဆိုတဲ့ပုံမှာပေါ့နော် base ပုံလို့လည်းပြောလို့ရတယ်နော်အဲ့တော့သူတို့နှစ်ခုကြားမှာ always ဆိုတဲ့ adverb ကြီးရောက်ဝင်နော်အဲ့တော့သူ့ကိုgrammar မှာဆိုရင်သူ split infinitive လို့ခေါ်လို့ရတယ်နော်အဲ့တော့ split ဆိုခွဲထားတယ်ဆိုတဲ့ပုံပေါ့နော် infinitive to ဘာမှဆို infinitive လေနော်အဲ့တော့ဒီ always ဆိုတဲ့ adverb ကတော့ကရိယာဝိသေသနာကတော့ကရိယာကိုထူးပြုတယ်ဆိုတော့ဘယ်ကရိယာကိုထူးပြုလဲ promise ကိုပြုတာက have ကိုပြုနော်ဒီမှာဆို HMP have နဲ့ဒီတော့ထားရတဲ့အတွက်ပါ have ကိုထူးပြုထားပါနော်အမြဲတမ်းကူညီတယ်ဆိုတဲ့သဘောပေါ့နော်အမြဲတမ်းဒီမှာ promise ကတော့ဘာလို့ဆိုရင်မလဲဂရိပိယအမြဲတမ်းဂရိပိယလို့ပြောရမှာပေါ့နော်အမြဲတမ်းကူညီတယ်လို့ပြောတယ်နော်အဲ့တော့ဒီမှာဆိုရင် his friend ကနော်his friend ကဒီ HMP have ဆိုတဲ့ verb ရဲ့အနောက်မှာရှိရတော့ဗောလေသူကလည်း object နော်တော့ object ဒီ verb ရဲ့ object နော်အဲ့တော့ဒီမှာဆိုရင်to ရဲ့ always ရဲ့ have ရဲ့ his friends ရဲ့တော့တစုနော်တစုအဲ့တော့ဘာသာပြန်လိုက်မယ်ဆိုသူဤတငယ်ချင်းကိုအမြဲတမ်းကူညီရန်နော်ဆရာပြောပြီး to နဲ့ verb ဆိုရင်တော့ရန်လို့ပို့လို့တာလို့ဘာသာပြန်တယ်နော်အဲ့တော့ဒီတကယ်ဆိုကြီးဒီ what's အကြောင်းတော့ဘယ်နေရာမှာရှိနေလဲဆိုရင် object နေရာမှာရှိနော်အဲ့တော့ question စိတ်ပြလိုက်မယ်ဆိုရင်ဒီ what's မှာဘာမှမရှိဘူး subject ရှိတယ် verb ရှိတယ် object ရှိတယ်နော်အဲ့တော့ဘာသာပြန်လိုက်မယ်ဆိုရင်သူဤတငယ်ချင်းကိုအမြဲတမ်းကူညီရန်နော်ကူညီဖို့နော် promise ကတိပေးခဲ့တယ်နော်အဲ့တော့ဒီ what's မှာဘယ်စကားလုံးကနော်ဆရာတို့ subject ဖြစ်ပါတယ် verb ဖြစ်ပါတယ်ပြီးတော့ဗာလဲobject ဖြစ်ပါတယ်ဆိုတဲ့ဟာကိုဆရာတို့ဒီခွဲပြီးဆရာပြသွားရတယ်နော်